တကြံရီလောကကြီးအေးချမ်းကြပါစေရီစားလေး9ယောက်ရပါစေစေးလေးလေးတွေအာရနေတယ်လို့ငါရဲ့နှလုံးသားနုနုညံ့တဲ့လှရှားသွားပြီခံစား92ဆိုတာဘာကြီးလဲ92ကြောင်တယ်92ကြောင်တယ်ဘာကြီးလဲဘာကြီး